lava chicken tasty hell 係咪ဒီ嘅 La 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 lava, chicken, these lava chicken, tasty as hell. Ooh, mama, see tonight you're ringing the bell. Crispy and juicy, now you're having a snack. Ooh, super spicy, it's a lava attack. ဒီဗျလာ chicken အကြောင်းပြောတာပေါ့နော် lava တော့ lava ပြစ်ချလိုက်ပြီးတော့ကြက်ပေါ် lava ပြစ်ချပြီးတော့မှကြက်က lava နဲ့กินသားဆိုဖြစ်သွားပေါ့နော်အဲ့ဒါကို lava chicken လို့ခေါ်တာအဲ့တရှင်းတောင်ထုတ်လိုက်သေးရဲ့ဗျလာရမ်းကြိုက်တယ်ဗျ okay အဲ့ဟာသားတွေတောင်မှဟို Tiger King CMS တို့ဟာသားတွေလုံနေပြီနော် Tiger King CMS page ကိုသွားကြည့်နော်တကယ် bro အဲ့လူ masterpiece ဟာသားတွေပဲလောက်တာ okay ရှူကြည့်ကြစမ်းပါလာ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 ပါချီရဲ့စကီဝစ်ကြော်လေးကြော်လေးကရန်ကောင်းတယ်ဟေးဦးဖေမေမေတို့ကြအားလုံးကိုမေကျိုးပြီးတော့ရွာနေစားကြည့်သိကောင်းတယ်လေဦးပူပူဆက်ဆက်လေးကချော်လေးချက်ပဲ